Movie Recaps မှာပြန်လည်ကြိုဆိုပါရစေဒီနေ့မှာတော့ကျမက2019ခုနှစ်ထွက် The King လို့အမည်ရတဲ့စကားတကားကိုပြသပေးသွားမှာဖြစ်ပါတယ်။ဇလန်းညွန်းတွေပါဝင်နေပါတယ်သတိထားပြီးကြည့်ရှုပေးကြပါဒါဟာ15ရာစုအစောပိုင်းကာလဖြစ်ပြီးအင်္ဂလိပ်သူရဲကောင်း Henry Percy Hotspur ဟုပို၍လူသိများသူသည်အိမ်နီးချင်းနိုင်ငံများကိုဆန့်ကျင်ပြီးတော်လှန်ပုန်ကန်မှုစစ်ကြောင်းကိုဦးဆောင်နေခြင်းဖြစ်သည်စကော့တလန်သားတွေနဲ့တိုက်ခိုက်တဲ့နောက်ထပ်စစ်ပွဲတစ်ခုမှာအောင်ပွဲရပြီးနောက် Hotspur ကသူ့ရဲ့ဝမ်းကွဲညီကိုအတွက်ဝေလပြည်နယ်ကတောင်းဆိုထားတဲ့ပြန်ပေးငွေကိုပေးချေဖို့သူ့ဘရင်ထံတောင်းဆိုခဲ့သည်သို့တော်ဘရင်ကထိုသို့လှုပ်ဆောင်ရန်မထိုက်တန်ဟုယူဆကငင်းပယ်ခဲ့သည် Hotspur သည်စိတ်တို့ဒေါသထွက်သွားပြီးဘရင်ကိုစော်ကားပြောဆိုခဲ့ကမိမိသားစုမှနှစ်ပေါင်းများစွာပေးဆက်ခဲ့သည့်အမှုထမ်းမှုများကိုဘရင်ကလစ်လျူရှုထားကြောင်းပြောဆိုပြီးအခန်းထဲမှဒေါသတကြီးထွက်ခွာသွားခဲ့သည်တစ်ချိန်တည်းမှာပင်မင်းသား Henry သည်မြို့ထဲရှိတာမန်အိမ်လေးတစ်လုံးတွင် Hale အမည်ရှိတာမန်ရက်သားတဦးအဖြစ်ဟန်ဆောင်ကနေထိုင်နေသည်သူသည်နိုင်ငံရေးသို့မဟုတ်ရာဇပလင်ကိုစိတ်ဝင်စားမှုမရှိဘဲအချိန်များကိုအမျိုးသမီးများနှင့်အတူကုန်လွန်စေခြင်းသို့မဟုတ်အငြိမ်းစားရဲမှတ်ဟောင်းဖြစ်သူသူ့ရဲ့အပေါင်းဖော် John Falstaff နှင့်အတူအရက်တောက်ရင်းကုန်လွန်စေခဲ့သည်တနေ့မွန်းလွဲပိုင်းတွင်သူ့ထံသို့ရုံးတော်မှစေတမန်တဦးရောက်ရှိလာပြီးဘရင်ကြီးနေမကောင်းဖြစ်နေကြောင်းနှင့်တားဖြစ်သူအားလာရောက်တွေ့ဆုံရန်တောင်းဆိုကြောင်းအကြောင်းကြားခဲ့သည်အစပိုင်းတွင် Henry ကထိုဖိတ်ကြားချက်ကိုငြင်းပယ်ခဲ့တော်လဲနောက်ပိုင်းတွင် John ကသူနှင့်စကားပြောဆိုကာဖခင်ဖြစ်သူကိုတွားရောက်မတွေ့ဆုံခြင်းကရင်ဆိုင်တွေ့ဆုံခြင်းထက်ပိုမိုဆိုးရွားလိမ့်မည်ဖြစ်ကြောင်းအဘယ်ကြောင့်ဆိုသောတသက်လုံးနောင်တရရိပ်ဖြင့်ရှင်သန်သွားရမည်ဖြစ်ကြောင်းနားချခဲ့သည်ထို့ကြောင့် Henry သည်လက်ခံလိုက်ပြီးသူ့ဖခင်အားတွားရောက်တွေ့ဆုံခဲ့ရာဖခင်ဖြစ်သူကသူကြိုတင်မျှော်လင့်ထားသည့်အတိုင်းပင်ပြောကြားခဲ့သည်မှာ Henry သည်တားအကြီးဆုံးဖြစ်တော်လဲဘရင်ဖြစ်လာမည်မဟုတ်ဘဲရာဇပလင်ကိုသူ့ညီဖြစ်သူ Thomas ကဆက်ခံမည်ဖြစ်သည်ရင်ကြီးသည် Henry အနေဖြင့်ဤရာထူးနေရာကိုမလိုချင်မှန်းသိတော်လဲဤရာများကိုတားဖြစ်သူထံတိုက်ရိုက်ပြောကြားရန်မှာမိမိ၏တာဝန်ဖြစ်သည်ဟုခံစားခဲ့ရသည်Henry သည်ဤဆုံးဖြတ်ချက်အပေါ်အမှန်တကယ်ပင်ကျေနပ်လက်ခံတော်လဲနောက်တစ်နေ့တွင် Thomas သည် Hotspur ကိုတိုက်ခိုက်ရန်စစ်ချီတော်မူဟုသောသတင်းကိုကြားရသောအခါစိတ်နှောင့်ယှက်ဖြစ်သွားခဲ့သည်မျိုးဆက်သစ်လူငယ်များအနေဖြင့်ဖခင်များ၏ရန်ညိုးရန်စများတွင်မပါဝင်သင့်ဟုသူယူဆတော်လဲ Thomas ကသူ့ရဲ့စိုးရိမ်မှုကိုလစ်လျူရှုခဲ့သည်ထိုညတွင် Henry သည် Thomas မိမိကိုအန္တရာယ်ဆုံးထဲသို့တွန်းပို့နေသည်ကိုသာဇက်တိုက်တွေးတောနေမိသောကြောင့်ပျော်ရွှင်အောင်မနေနိုင်ခဲ့ပေထို့ကြောင့်နောက်တစ်နေ့တွင်သူသည်စစ်မြေပြင်ရှိသူ့ညီဖြစ်သူထံသို့တွားရောက်ခဲ့သည်Thomas သည်သူ့ကိုထိုနေရာတွင်မြင်တွေ့ရသည့်အတွက်မပျော်မရွှင်ဖြစ်ခဲ့တော်လဲ Henry ကသူ့ရဲ့ညီညွတ်မှုများကိုလစ်လျူရှုခဲ့သည်အဘယ်ကြောင့်ဆိုသောသူသည် Thomas ၏ဂုဏ်သိက္ခာကိုလူယူရန်လာရောက်ခြင်းမဟုတ်ပဲ Thomas ရဲ့အသက်ကိုကယ်တင်ခြင်းယုံသာဖြစ်သောကြောင့်ဖြစ်သည်သူသည် Hotspur ထံသို့တဦးချင်းလူချင်းချင်းတိုက်ခိုက်ရန်စိန်ခေါ်စာနှင့်အတူစေတမန်တဦးကိုစေလွှတ်ခဲ့သည်Hotspur သည်သူ့ဖခင်၏ဆန္ဒနှင့်ဆန့်ကျင်နေလင်ကစားထိုစိန်ခေါ်မှုကိုလက်ခံခဲ့သည့် Henry နှင့် Hotspur နှစ်ဦးစလုံးသည်အလွန်ကျွမ်းကျင်သောစစ်တီတော်များဖြစ်ကြသဖြင့်ရင်းတို့၏တဦးချင်းတိုက်ပွဲမှာအတော်ပင်မျှတနေသည့်ရင်းတို့သည်ဓားများကိုအသုံးပြု၍စတင်တိုက်ခိုက်ခဲ့ကြတော်လဲမကြာမီမှာပင်ဓားများလွတ်ကျသွားခဲ့ပြီးရိုးရာလက်ပလာဖြင့်လုံထွေးသက်ပုတ်သည့်တိုက်ခိုက်မှုကိုပြုလုပ်ခဲ့ကြသည့်အပြင်းထန်ရုန်းကန်ရပြီးနောက် Henry သည် Hotspur ကိုမြေပြင်ပေါ်သို့လှည့်သိမ်းနိုင်ခဲ့ပြီးမိမိနှင့်အတူအမြဲဆောင်ထားသည့်မြားမြောက်ဓားမြောင်ဖြင့်ထိုးသက်ခဲ့သည်ဤအောင်ပွဲကြောင့်ကြီးမားသောစစ်ပွဲကြီးတစ်ခုဖြစ်ပွားမည်ဘေးမှကာကွယ်နိုင်ခဲ့ပြီးနှစ်ဦးနှစ်ဖက်စလုံးမှအသက်ပေါင်းများစွာကိုကယ်တင်နိုင်ခဲ့သည်